ဆိုတော့ဒီဟာကိုသုံးပြီးတော့မှကျောင်းသားကိုစာသင်တဲ့အခါကျလို့ရှိရင်တင်မဲ့သင်ခန်းစာတစ်ခုချင်းစီပေါ့နော်ဒါဆိုရင် A ရဲ့အတန်ထွက်တာအတန်တူပေါ့ short A အတန်ထွက်တာကိုလေ့ကျင့်မယ်နော်လေ့ကျင့်မယ်ဆိုတော့ဒီနေရာကိုနှိပ်မယ်နှိပ်ပြီးဒီမှာ presentation လုပ်တဲ့ presentation ကို select လုပ်ပေးရမယ်ဆိုတော့ presentation လုပ်ဖို့အတွက်မှာတစ်ခုနှစ်ခုသုံးခုလေးခုငါးခု6ခု9ခုရှိတယ်ဆိုတော့9ခုတွေကဒီအပေါ်နှစ်ခုဒီသင်မဲ့ဆရာကအရင်ဆုံးကြည့်ထားရမှာလေ့ကျင့်ထားရမှာဆိုတော့ဒီ presentation နှစ်ခုကဆရာသမားကလေ့ကျင့်ဖို့အတွက်ဖြစ်တယ်နော်လေ့ကျင့်ဖို့အတွက်ဆိုရင်ဒီမှာ sound word output slowly and quickly ဆိုတော့ဖြည်းဖြည်းနဲ့မြန်လေးလေ့ကျင့်တဲ့ဥစ္စာကိုဒီမှာသင်ယူလို့ရတယ်ဒီနောက်တစ်ခုကတော့ sound word out quickly only ဒါကတော့မြန်သင်ယူတဲ့ဟာဆိုတော့ဒီနှစ်ခုကိုကြည့်ပြီးတော့ဆရာကသင်ရမှာအရင်ဆုံးသင်ယူရမှာသင်ယူလို့ရပြီနားလည်ပြီးသဘောပေါက်ပြီဆိုရင်ကျောင်းသားကိုသင်တဲ့အခါကျရင် let me sound it out နဲ့ audio flashcards ကိုသုံးလို့ရတယ်ဆိုတော့ဒီအောက်ကနှစ်ခုပေါ့ show words without sounding it out ဆိုတော့ဒါကိုပြပြီးတော့ကျောင်းသားကိုသင်ရမယ်နောက်တစ်ခုလည်းဒီလိုပဲ show only words and picture with audios အတန်ပါတဲ့ကျောင်းသားကိုပြပြီးသင်ရမယ်ဟာဖြစ်တယ် show only words and picture with no audio ဆိုတော့ဒါ no audio မပါဘူးပုံနေနဲ့စကားလုံးတွေကိုပြပြီးသင်ရမှာ show only sentences and media with audio ဒီမှာဆိုရင်ဝါကြတွေကိုပြပြီးတော့သင်ရမှာ show only sentences and media without audio ဆိုဒီဟာဆိုရင်လည်းပဲဝါကြတွေကိုပြပြီးတော့မှသင်ပေးရမယ်ဆိုတော့ sound ဆိုတဲ့ဟာတွေကဆရာသမားတွေကသင်မယ်သင်ယူမယ်လေ့လာမယ်ပြီးရင် show ဆိုတဲ့ဟာတွေကကျောင်းသားကိုပြပြီးလေ့ကျင့်ပေးရမှာသင်ပေးရမှာဖြစ်တယ်ဒါလေးပဲအဲ့တော့ဆရာသမားအနေနဲ့ကိုယ့်ကိုသင်ယူမယ်ဆိုဖွင့်လိုက်ဒီမှာနားထောင်လိုက်လို့လေ့ကျင့်ရပြီဆိုလို့ရှိရင်ကျောင်းသားကိုသင်တော့မယ်ဆိုဖွင့်လိုက် What's this word? တစ်ခုချင်းစီလိုက်လို့ရဒါပဲနော် play မယ်နောက်တစ်ခုပြောင်းမယ် Map. နော် Map. တစ်ခုပြီးတစ်ခုပြောင်းမယ် This is a map of ပြီးတစ်ခုပြောင်းမယ် This is တစ်ခုပြောင်းမယ် map. ဒါလေးပဲနော်ဘာမှမခက်ဘူးလုပ်ကြည့်အောင်နော်